အားလုံးပဲမင်္ဂလာပါအရင်ဆုံးမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဦးတယောက်ချင်းစီတိုင်းကိုရောက်ရနေရမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်မနေ့ကကူကူနဲ့အတူကူကူရဲ့အကိုတွေအမတွေမိခိုး online shopping မှာဝန်ထမ်းများစုပေါင်းပြီးတော့ငလီတန်ခန်းစားနေရတဲ့ဒေသတွေအတွက်မြန်မာကျပ်ငွေ300ကိုအမခိုင်နှင်းဝေလက်ထဲအထိရောက်အောင်လူကိုယ်တိုင်တောက်လူတန်းခဲ့ပါတယ်ရှင်ဒီလူတန်းမှုကငလီဘေးကြောင့်ကိုချစ်ရတဲ့သူတွေအိုးအိမ်တွေပျက်စီးဆုံးရှုံးသွားရတဲ့သူတွေရဲ့ကြေကွဲခံစားရမှုတွေနဲ့ဆိုင်ရင်ဘာမှမပြောပါတော့ဘူးဆိုပေမဲ့သူတို့တွေအတွက်အထောက်အကူလေးဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ထားပါတယ်ရှင်။ကိုမြန်မာနိုင်ငံသားအချင်းချင်းလက်တွဲဖေးကူလို့ချစ်ချင်းမြတ်တာတွေပေးနိုင်ကြပါစေလို့ကူကူကထပ်ပြီးဆုတောင်းပေးလိုက်ပါရဲ့နော်။အားလုံးပဲလက်တွဲဖေးကူတို့အတူ